တနင်္သာရီတိုင်းရေဖြူမြို့မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာရာလမ်းတစ်လျှောက်မှာရှိတဲ့ပြည်သူတွေကိုဇက်တိုက်ဖမ်းဆီးနေတာကြောင့်အယောက်40ကျော်ဟာဖမ်းဆီးခံရပြီးကျေးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုလည်းစိတ်ကြိုက်ခိုးယူနေတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်မတ်လ26ရက်နေ့ကနေစတင်ကရေဖြူမြို့နယ်ဘက်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကြောင်းဟာကျေးရွာတွေကိုဇက်တိုက်ဝင်ရောက်စီးနင်းနေတာလည်းဖြစ်ပါတယ်။အဲဒီစစ်ကြောင်းဟာဇာဒီရွာကပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူသွားပြီးရင်းနဲ့စိတ်ကန်းကိုတွားရဖို့ဥတီနေရလို့လည်းသိရပါတယ်။အဲဒီစစ်ကြောင်းမှာအကြမ်းဖက်စစ်တပ်အင်အား400ကျော်ခန့်ပါဝင်ပြီးရင်းနဲ့စိတ်ကန်းတွားရလမ်းတစ်လျှောက်မှာတပ်ဖြန့်ထားပြီးကျေးရွာတွေကိုဇက်တိုက်စီးနင်းဝင်ရောက်နေတာဖြစ်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူဖို့လှုံ့ဆော်နေရလို့လည်းသိရပါတယ်။ဒါအပြင်နဘူးလေတိုက်နယ်မှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကြောင်းဟာတိုက်နယ်အတွင်းကကျေးရွာ4ရွာကိုဝင်ရောက်စီးနင်းပြီးအရက်သားပြည်သူ40ကျော်ကိုလည်းဖမ်းဆီးထားသလိုဖမ်းဆီးခံရတဲ့ပြည်သူတွေတဲကအမျိုးသမီးတွေလည်းပါဝင်ပြီးလက်ရှိအချိန်ထိပြည်သူအလုံးကိုဖုန်ကြီးကျောင်းမှာဖမ်းဆီးထားရလို့လည်းသိရပါတယ်ရှင်။